รับและแค่นี้รับและแค่นี้บ่เนาะรับผิดชอบรับผิดชอบด้วยลงมาไหมเนาะรับผิดชอบอธิบายเราดาวอยู่เลยสวัสดีเบรับผิดชอบดาวอยู่เลยต้องรับผิดชอบอธิบายอะไรสักแล้วต้องแยกอธิบายเราย่าเมย์สวัสดีเบตัวเรา verb ရဲ့အရှိကရိယာရဲ့အရှိမှာပဲနေတယ်ပေါ့เนาะဆိုတော့ต้องรับผิดชอบဆိုတော့တာဝန်ယူရမယ်ต้องรับผิดชอบတာဝန်ယူရမယ်ต้องรับผิดชอบဒီတိယအပေါ်မှာပါပြီးသားစကားလုံးဘာလို့တာဝန်ယူရမှာလဲဆိုတော့ငานဆိုအလုပ်ဆိုတော့ต้องรับผิดชอบงานအလုပ်ကိုတာဝန်ယူရမယ်နောက်ဆုံးတစ်ကြောင်းဘာဘလို့အလုပ်ကိုတာဝန်ယူရမလဲကြည့်မယ်နော်ต้องรับผิดชอบงานဒီတိယတော့အပေါ်မှာပါပြီးသားစကားလုံးအသစ်ပေါ်လာတဲ့စာကြောင်းကိုကြည့်မယ်ที่ตัวเองทำที่ตัวเองทำที่ရဲ့အဓိပ္ပာယ်တော့တဲ့ဆိုအသုံးလုံးနဲ့သုံးထားဖြစ်ပါတယ် noun အပေါင်း t ပေါ့နော်ငန်းဒီ noun ဖြစ်တယ်ပြီးတော့ t နဲ့တွေ့ထားဆိုမြန်မာလို့တဲ့လို့ပြန်မှာဖြစ်ပါတယ်နော်ဆိုတော့ငန်းဒီတဲ့လို့ตัวเองทำตัวเองဆိုတာမိကိုယ်တိုင်ကိုဟာကိုทำဆိုတာလုပ်တယ်ဆိုတော့งานที่ตัวเองทำတွဲလုံးကမိမိလုပ်တဲ့အလုပ်งานที่ตัวเองทำကိုလုပ်တဲ့အလုပ်မိမိလုပ်တဲ့အလုပ်ကိုဘာလို့အောင်ပါလဲဆိုရင်ต้องรับผิดชอบတာဝန်ယူရမယ်အဲဆိုတော့ထိုင်းစာကြောင်းတဲ့ကြောင်းလုံးရေးခြင်းနဲ့တိုင်းရေးခြင်းနဲ့ဆိုရင်တာဝန်ယူရပါမယ်မိမိလုပ်တဲ့အလုပ်ကိုလုပ်တဲ့အလုပ်ကိုရမယ်နော်ဒါဆိုရင်တစ်ခါတော့ပြန်ဆိုကြည့်အောင်รับผิดชอบต้องรับผิดชอบต้องรับผิดชอบงานต้องรับผิดชอบงานที่ตัวเองทำရမယ်နော်